ကြာဒီဆရာဆောင်ကျွန်တော်ကိုတောင်းပေးရနော် တောင်းပေးရ ဒီကိုပလဲမောင်ကိုပြန်လိုက်ဖို့ อืม လူလင်းတစ်ချက်ရွာကိုမရောက်ခင်ချင်းဒီကျွန်တော်မေးရနော် อืม တရင်မှုအဆောင်ဘယ်နားမှာလဲကျတော့ကိုကေးမှုရဲ့လှူရှားမှုဒီစကန်ရဲ့အနေထားအဲ့ဒါကိုအကုန်လုံးမေး อืม ကျွန်တော်မလိမ့်တစ်ပတ်နဲ့ဖြေခဲ့တယ်နော် อืม အမှန်တိုင်းတော့မဖြေခဲ့ဘူး ဟုတ် ဒါပေမဲ့သူကိုဘက်မှာသူရဲဘော်နဲ့နီးရောက်ခံနေတော့ကျွန်တော်ညှိတယ်ပေါ့ อืม ကျွန်တော်ဒီစိတ်လေးအရင်ဆုံးသူတောင်းတောက်တယ် อืม သူတောင်းတောက်တဲ့အချိန်မှာသူလက်တွေမတရားတုံနေ อืม ကျွန်တော်လည်းတတိတော်ထားမိတယ်သူဘာပြောချင်လဲပေါ့ อืม သူဆိုင်ကတက်တဲ့အချိန်မှာကျွန်တော်ပြော อืม ညီလေးရဲ့မင်းပတ်စံလိုလားတဲ့ อืม ဘလောက်လို့ဒီဆရာဆုံးပထမသတင်းကြီးတောင်းတာပေါ့ อืม မင်းမိုးဘိုးတွေပါလန့်လွယ်ပြီးမယ်တဲ့ပတ်စံလို3,000ပေးမယ်ဆရာဆုံးကိုဒီလောက်ကြံပေးရအောင် อืม ကျွန်တော်လည်းဒီတိုင်းမလိမ့်တပတ်လေးပဲဖြေခဲ့လိုက်တာ อืม အဲ့ဒါဆရာကိုပြန်လာကြဒီအကုန်လုံးမဟုတ်တော့ကျွန်တော်အဲ့ဒါရှိတဲ့အတွက်အသေးစိတ်လေးအရေးအယောင်လေးကိုတင်ပြခဲ့တယ် အာ ဒီနေ့ဒီချိန်မှာဒီသူတစ္ဆာဖောက်နေကျွန်တော်သိရမှာ အာ အဲ့ဒါသိနေဒီတိုင်းပဲကြည်နေနိုင်လို့လုပ်လိုက်တယ် နော်သက်သာဖောက်တဲ့အတွက်ပေါ့ ဟုတ် ဒေါ်လာရိုးသက်သာဖောက်တဲ့အတွက်လောက်လိုက်ခြင်းဖြစ်တယ်နော် ဟုတ် တခြားဘာအသိစာရှိတယ်သူနဲ့ပတ်သက် ချပါသိတာကျွန်တော်အမြေပြင်ရဲဘော်ကြီးဆိုသိရလေဗျ အဲ့ပေါ့ ဒီရဲဘော်ကြီးလေးထိကြိုက်တာပါ อืม ဒလန်ကိုချင်းချင်းနဲ့ပြန်ဖြစ်နေ ဟုတ်ပေါ့ မသိရမှာမဟုတ် အာ သူလှုပ်ရှား ဟုတ်ပါ ဘလောက်ပါ အဲ့ပါပါ